ယူစနမခင်ပြူရွှေကြီးတွေပြက်ပြမှန်း၍လောကတိုင်းမှာအမှောင်ညှို့ပြီးမခင်ပြူအရာရာမှာအသင့်တင့်နှလုံးသွင်းတတ်သောရင့်ကျက်ခြင်းအဆင့်တဆင့်သို့ရောက်ပြီးဟုကိုထင်ထားသည်အထင်ဆိုသည်မှာရှိတတ်စမြဲပါပဲထို့အပြင်လဲအထူးသဖြင့်ဥပိ္ပခာတရားကိုလက်ကင်ထားနိုင်သူဟုလည်းထင်မိသေး၏တခါတော့ကမခင်ပြူဤထမိန်အနာခတ်လိုက်ပုံသည်ကျွန်တော်ဤအသေးနှလုံးကိုယူဆောင်သွားဘူး၏သို့တော်လည်းခဏတာမျှတာဖြစ်သည်တတ်မှတ်ခြင်းလားရတခံစားမိခြင်းလားမသိခင်မှာပင်ကျွန်တော်အသေးနှလုံးပြန်လာပါသည်အခုတော့မခင်ပြူနေဝင်တော့မီထင်ပါသည်တွားကြစို့မခင်ပြူတယောက်တလန်းစီဆိုပေမဲ့စုံရအောင်မှတေးကြပါသည်ဤရဲစစ်ပစ်သောလက်ဖက်ရည်ပကံလုံးထဲမှာနို့နှစ်အစီများဝိနေ၏ခဝေးဝေးမှာဆိုင်းတီးတန်ကြားရသည်အေးမြသောလေထုကိုဖြတ်၍ဆိုင်းတီးတန်သည်ချမ်းတုံစွာပြေးလာ၏မန္တလေးမြို့၏ညာများထဲမှာအမှုပညာရနံ့များဝိနေကြ၏ကျက်သွေးရောင်ဂရိပါကားပေါ်မှာရွှေကြီးငွေကြီးဘောကျဲစကလုံးတွေဝင်းလက်ဖိတ်တောက်နေသည်ဒီနေ့ညမခင်ပြူဗမာကမှလည်းရွှေဖုံးရှိန်မှလားပလဲငွေရောင်မှလားဈေးချိုမှပဲလားလူတယောက်ရဲ့ရင်ထဲမှလားဘာမှမဟုတ်သောတာမန်ရေမြောင်းကလေးဖြစ်ပေမဲ့ရေနီမြောင်းသည်လူပေါင်းများစွာ၏အတွင်းရေးများကိုကြောက်တုံးရွှွနှစ်ရေညှိရွက်အကြားမှာတင်ဆဲထားသူဖြစ်၏စိန်မြင့်ကလာ၍ကျွန်တော်တို့နုကြည်ရိတ်တာကိုတွားကြသည်ဟိုကောင်ကိုမတွေ့၍ရေနီမြောင်းဘေးမှာညနက်အောင်ထိုင်ကြ၏စိန်မြင့်သည်စကားများပေမဲ့စကားပြောကောင်း၏ကြပြအကြောင်းလင်္ကာအကြောင်းတွေကိုပြောသည်လက်ရှင်တော်အကြောင်းအိုမာခရန်အကြောင်းနေယူဒအကြောင်းခေဆန်းကြပြတွေအကြောင်းလည်းပြောသည်ထင်၏ရကျဲစကြင်ရေးနှင့်ကြပြဤအလုတ်အကြောင်းသည်အလုတ်အကြောင်းလည်းပြောသည်ထင်၏ကျွန်တော်သည်ကြက်သွေးရောင်ဂရိပါကားလေးအကြောင်းကိုသာစိတ်ကရောက်နေ၏ဝဲစီတန်းကမုံမောင်နှမအိုးကင်းညော်နှံ့တင်းပြန့်ကလေးသာစိတ်ကူးနေမိ၏လာထွက်ပြီးထူးထူးဆန်းဆန်းမှတ်နေသည်ကထိုညကျွန်တော်မခင်ပြူကိုသတိမရစကားဆက်လို့လည်းမပြောမိထနောင်းဝင်ခိုင်းဖျားလာတချမ်းချိတ်သောအချိန်တွင်အချစ်အကြောင်းကိုစကားဆက်မိကြ၏စိန်မြင့်နှင့်ကျွန်တော်သဘောကွဲလွဲခဲ့ကြသည်အချစ်ဆိုတာဘာလဲရှုံးလက်ညူမှောင်းအလိုမကြရောင်ဆောင်တဲ့မျက်စောင်းကလေးလားဘယ်တစ်စစ်ညာတစ်စစ်ချိုးချလိုက်တဲ့လက်မောင်းတွေ့ကလေးရဲ့အဆုံးမှာကော့ညွတ်ပြန်တက်နေတဲ့လက်ဖြားကလေးတွေလားစလိုင်းမီအပြောင်းမှာတစ်ချက်ဝင်းကနေလက်သွားတဲ့ရင်ညွန့်ဝဝကလေးလားဒူးကလေးတွေညှို့ပြီးဒူးပေါ်မှာလက်နှစ်ဖက်တန်းချလို့ပခုံးလေးဘဲညာလှုပ်လို့ဇက်စင်အရှိပိုင်းအပြေးကလေးထွက်လာတဲ့ဟန်ကလေးလားအချစ်ဆိုတာမခင်ပြူရဲ့မျက်နာလားကိုယ်လုံးလားအတန်လားဟန်လားအချစ်ဆိုတာအကြောင်းတရားလားအကျိုးတရားမှုလားလူတွေညာပြောနေကြတာပါတကယ်တမ်းကလူဟာဘာသာစကားကိုအတော်လုံးလောက်ကြက်ပြောတတ်လာတဲ့အချိန်ကစားပြီးမူသားတွေမမြင်တာအောင်ဖုံးဖို့ဖွက်ဖို့နေရာကောင်းတစ်ခုရခဲ့တယ်ဆိုတာဘယ်ပညာရှင်ကမှပြောတယ်မကြားဘူးပါဘူးအချစ်ဆိုတာဘယ်ကလာပေးဆက်ခြင်းဟုတ်ရမှာလဲမခင်ပြူရဲ့ရကျင်တာယူကျင်တာပိုင်ဆိုင်ကျင်တာပါအဲ့ဒီတညကလည်းအရင်ညတွေလိုပါပဲမခင်ပြူကျွန်တော်ကိုကြည့်ပြီးတချင်းဆိုနေတယ်လို့ထင်မိတာဟုတ်မဟုတ်နောက်တစ်ခါပြန်မစင်းစားနေပါဘူးမန္တလေးမြို့ရဲ့တစောင်းမုံညတွေအားလုံးဟာကြပြာတွေကြီးပါပဲနှစ်ပေါင်းများစွာကလေးကအငိမ့်မင်းသမီးပေါင်းများစွာဟာမန္တလေးမြို့တနေရာကဇက်စင်ပေါ်မှာမီးရောင်အောင်မှာကာရင်ဆိုရင်နဲ့ကြပြာတွေကိုဖန်တီးသွားခဲ့ကြပါတယ်ပွဲပြီးမီးမှိတ်လို့ကားလိပ်တွေခောက်သိမ်းတဲ့အထိမရောက်ပါဘူးအဲ့ဒီကြပြာတွေဟာချက်ချင်းကွဲပြောက်သွားကြပြန်တယ်ဒါပေမဲ့အဲ့ဒီကြပြာတွေဟာလောကရဲ့နှလုံးသားထဲမှာတနေရာမှာအားလုံးစုယုံနေကြတယ်တွေးကြောထဲမှာလဲပတ်နေကြတယ်နှလုံးသားထဲပြန့်ဝင်နေကြတယ်လောကရဲ့ရင်ခုန်တန်တစ်ချက်ကြားရတိုင်းအဲ့ဒီကြပြာတွေအားလုံးဟာတီဆူကောက်ခုံနေကြတယ်ဆိုတာလူတိုင်းသတိပြုမိမယ်မထင်ပါဘူးတေဆုံးကွယ်လွန်သွားကြတဲ့အငိမ့်မင်းသမီးကြီးတွေလည်းအဲ့ဒီကြပြာတွေထဲမှာရှိကြတယ်မခင်ပြူကပါဆိုပါအမှုပညာဆိုတာမခင်ပြူရဲ့အလုပ်ပါကျ
ကျွန်တော်ပြောပြပါပြီကောလူဆိုတာညာပြောတတ်တယ်လိန်ပြောတတ်တယ်ဒါပေမဲ့အခုဒီတခါတော့ကျွန်တော်မညာပါဘူးကျွန်တော်ချစ်တာမခင်ပြိုကိုပါဝေးလံသောအရေတဘာမှဝါပတလားတန်ခတ်တဲ့ခတ်အုပ်အုပ်ကြားနေရသည်ဝါရွက်နှင့်လက်ခတ်ထိတွေ့လိုက်သည့်အခါတိုင်းဝါရွက်ပေါ်လက်ခတ်ကျလိုက်သည့်အခါတိုင်းရင်မာပောက်ကွဲမှုများဖြစ်ပေါ်၏ဝေဒနာ၏နာကျင်စွာသောအဖြစ်သည်ပင်လျှင်နှစ်လူပဲကောင်းလာကြသည်တောင်တောင်ရန်တောငယ်နှင့်မောလီအောင်ဝေးကျူးတီခေါင်ရီမောင်ညူညူဆိုင်ဆိုင်ဝီမှိုင်းမှိုင်းလီပင်တိုင်းသာမာလာကြိမ်ကြိမ်တင်းနှင်းယုံဝတန်တွေစုံမြိုင်ချီဦးတာဟန်လီတာဆန်းထူတန်တရာတော့အတွင်းမှမောင်လွန်းလှသည်ဘယ်သောအခါမှလမ်းမမားဟုကြွားနေသူသည်သူ့လမ်းမားနေကြောင်းမသိအင်းကြီးမန်းတွေပင်လုံးဝီဝီပွင့်နေ၏ဒီနေရာမှာဘသူလာ၍ကျွန်ုပ်ကိုပြစ်ချထားခဲ့သည်အထီးကျန်မှုအားကိုမဲ့မှုဘာဆိုဘာမျှမတက်နိုင်မှုတို့သည်ဆင်းထားသောကျွန်ုပ်၏လေပင်ပေါ်သို့အရှိန်ပြင်းစွာကျရောက်လာသည်လောကတည်နူးပြီလားတနေ့တစ်ပြီလားတနေ့ဟောင်းသွားပြီလားမသိပါတောလေမောတယ်မာရဲ့သူတို့ဘာလိုချင်ကြသည်လဲဘာဖြစ်ချင်ကြသည်လဲကျွန်ုပ်ဘာကိုမျှမလိုချင်ပါဘာမှမဖြစ်ချင်ပါဟုလိန်ညာ၍ပြောလိုက်သောအခါကဘာပေါ်မှာအရှက်မဲ့သူတယောက်တိုးသွားပြီ။အိုးလှလွန်ပါသည်မိမ73ယောက်ကိုတွေ့ရ၏တစ်တာထဲမှာမွေအစင်းရောင်73ကောင်ခွေနေသည်ဘယ်ကိုသွားကြမည်နည်းကျွန်ုပ်ကိုယ်ပေါ်သို့နူးညံ့သောပန်းဝစ်ဆံများဂရီပါပွင့်ဖက်များမိုးကဲ့သို့ဖွဲရွာကြလာသည်ကျွန်ုပ်တို့ကိုယ်လုံးပွင့်ဖက်ဝစ်ဆံတွေဖုံးသွားတော့သည်အနီရောင်ခတ်တာပန်းများပွင့်ဖက်လန်၍ဖူးပွင့်နေကြ၏အချိန်9မိနစ်စီသွားပါပြီမောလှကြီးရဲ့တောအုပ်သည်ပို၍မှောင်လာနေသည်မခင်ပြိုယူဇနာမခင်ပြိုလမ်းလိုက်ရတာမခင်ပြိုရဲ့အောင်မြင်တာတွေကြီးမြင့်တာတွေကြော်ကြားတာတွေအခုနေကျုံးဖေးမှာလေပြေတဖြူးဖြူးရှိနေမှာပေါ့ဘယ်တစ်ပင်စိမ့်မုံနဲ့မှမတူတဲ့ထနောင်းမင်ဖြူဖြူတွေရဲ့အရေးစိမ့်မှာမခင်ပြိုကျွန်တော်လက်ကိုရဲတွေ့ပါချစ်တယ်ဆိုတာလက်ချင်းတွဲပြီးရည်ရွယ်ချက်မရှိပဲလမ်းချောက်ချင်းတစ်မျိုးပဲလို့ကြားဘူးတယ်ကြည်စမ်းမခင်ပြိုကော့လိုက်ကွေးလိုက်ညှက်လိုက်လှုပ်ရှားလိုက်တာနဲ့လောကကိုအသက်ရှူတခဏရက်သွားစီနိုင်တဲ့လက်ချောင်းဖြူဖြူတွယ်ကလေးတွေဒီလက်ချောင်းကလေးတွေလှုပ်ရှားရင်ကွေးညှို့ကော့ပြန်တဲ့လက်နဲ့ဆက်လိုက်တဲ့ကြပြားတွေကိုကျွန်တော်မျက်လုံးထဲမှာတင်ထားတယ်တိလားအောင်ပင်လေတာတယူမှာရွှေမိုးတွေညှို့ပြီးမခင်ပြိုမိုးရွာမယ်မထင်ပါလို့တပတ်ကလေးမပါပေမဲ့ကျွန်တော်ရင်ဝင်မှာမိုးခိုလို့ရပါတယ်မိုးတွေတဲလိုက်တာမိုးတွေရွာတဲ့နေ့ကိုသတိရလိုက်တာစောက်ချရန်ရွဲ့တဲ့လက်ဖက်ရည်ဆိုင်ကလေးရဲ့တစ်စက်မြစ်စွန်းမှာနေအောင်ကြီးကလေးတစ်ဆက်လက်နေတယ်မိုးဆက်မိုးပွင့်ကန့်လန့်ကားကိုဖြတ်လာတဲ့နေအောင်ကြီးဟာမခင်ပြိုပြုံးတာနဲ့တဲတူတာပဲကျွန်တော်အနားမှာတစ္ဆာမဲ့သူတွေဝိုင်းဝိုင်းလည်နေလိုက်ကြတာဘာဆိုင်နာမှတ်လို့မခင်ပြိုကပြောလိုက်မယ်အဲ့ဒီအခါမှာမခင်ပြိုကိုသတိရတယ်ဘာမှတော့မဆိုင်ဘူးလေဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးတွေကရှင်ဥဒ္ဓမကျော်ရဲ့စော်ကြီးရဲ့ဇေယရဲ့ပကြီးအောင်စိုးနဲ့ခင်မောင်ရင်ရဲ့စိန်ပီတာရဲ့လွတ်လက်ခွင့်ရဲ့ဗရောက်ပန်းရဲ့လက်ဖက်ရည်ချိုပေါ့ကြရဲ့ခေပေါ်ဂီတရဲ့မခင်ပြူရဲ့များတော့အများသာမကြိုက်ဆုံးအရာတွေကဟိတ်ဟန်ကြီးတာရဲ့ဝတ်သားပေါက်စီရဲ့တင်မောသီးအစီရဲ့တတိယရန်စာဝေဖန်ရေးဆရာရဲ့ဂုံချောတိုက်တာရဲ့မနာလိုမှုရဲ့ဒဇင်ပန်းရဲ့ဒံပေါက်ထမင်းရဲ့အနီရောင်ရဲ့နေကာမျက်မှန်ရဲ့စိန်ရွှေရတနာရဲ့ကြိုက်တာတွေမကြိုက်တာတွေပြောမဲ့တာပြောရတာပါတကယ်တမ်းကြတော့လေဘာမှမဟုတ်ပါဘူးကိုဘာမှမဟုတ်ဘူးဆိုတာမသိလိုက်ခင်မှာပဲဘဝဟာညီကုန်းချုပ်သွားတာပါပဲဘဝဆိုတာနေဖို့လားနေဖို့ထိုင်ဖို့ပြင်ဆင်နေလိုက်ကြတာသူတို့တွေရဲ့မဟုတ်တဲ့အလုပ်တွေကိုကမ္ဘာအပြင်ဘက်ထွက်ပြီးခက်ခွာကြည့်မှမြင်ရတာမဟုတ်ပါဘူးတဲ့ဒီတစ်ပင်အောက်ကကြည့်ရင်လေတကယ်လို့ကြည့်တတ်ရင်ပေါ့လေမြင်ရပါတယ်တဲ့တယောက်ကကျွန်တော်ကိုပြောဘူးတယ်ပြောပြီးတော့သူလဲနေစရာပြင်ဆင်ရမယ်အောင်မယ်ဆိုပြီးထွက်သွားပါလေရောရေတော့အရေရသားပဲဘဝဆိုတာစကလေးကမှားလာတယ်ဆိုတဲ့အကြောင်း
ရန်ပေါ့ဆက်ကိုဖတ်ဖူးဖို့မလိုပါဘူးအစာကလေးကတိတယ်လို့ကျွန်တော်တော့ထင်တာပဲဒါပေမဲ့ဖတ်တော့ဖတ်ကြည့်ပါတယ်ဖက်ရှင်ပေါ့လေကြော်ကြားလာတဲ့သူ့ရဲ့ Trilogy ဝတ္ထုကြီး၃ပုဒ်ဖတ်တယ်ကြိုက်ပါဘူးဗျာနောက်ဆုံးစာကြောင်းကလေးကတော့သဘောကျတယ်လို့ရှိရဲ့မနှက်ဖြန်ဆိုလျင်အနက်ရောင်မှတ်များလာကြတော့မီတဲ့ဒါပေမဲ့မခင်ပြိုအဲ့ဒီညကမခင်ပြိုကဘောကျယ်ရီလက်နေတဲ့အဖြူရောင်ဝတ်စုံနဲ့ကျွန်တော်မျက်စိထဲမှာတော့ငှက်ဖြူကလေးတစ်ကောင်ခိုးဖြူမလေးတစ်ကောင်အမီးကော့ကော့ထောင်ထောင်နဲ့စက်တော့အသေးနှလုံးရှိတဲ့ရင်ထဲကလှိုင်ကောင်းမှာတောင်မှန်တစ်ဖက်ဖက်ခတ်နေတယ်လို့ပါပဲစင်ရွယ်ရတောင်ဖြူဖြူကလေးကျွန်တော်ရှိရဘက်တို့တဲတဲ့ညွန်းပြီးမိဘပေးစားဒီလူကြီးဇနီးရပါစေဆိုတဲ့တခြင်းကိုမခင်ပြူဆိုခဲ့တယ်နောက်တစ်နှစ်မှပဲမိဘကပေးစားလို့ကျွန်တော်ဇနီးရခဲ့တယ်အချစ်မပါတဲ့အိမ်အောင်ရေးဆိုတာမตายရဘူးတဲ့လူတိုင်းကပြောကြတာပါပဲဝိထုဆရာတွေရုပ်ရှင်ဆရာတွေဆိုရင်တိတ်ပြောကြတာပေါ့ထက်နေပါပြီအဲ့ဒါကပရမတ်တရားတစ်ခုလိုပရမတ္ထသစ္စာတရားတစ်ခုလိုဖြစ်နေတယ်ပြောလိုက်ကြတာဟိုမှာမခင်ပြိုမိုးရွာပြီးစခဲသားရောင်ထနေတဲ့ကောင်းငင်ပြင်ကျဲကြီးကိုပြိုင်းဖြူတအုပ်ဖြက်ပြန်သွားတာလှလိုက်တာကျွန်တော်ဖို့တော့တခြားသူတွေအတွက်တာဝန်မယူနိုင်ပါဘူးကိုယ့်အတွက်ကိုယ်တော့မနှဲတာဝန်ယူရတာကျွန်တော်ဖို့တော့အချစ်မပါတဲ့အိမ်အောင်ကြီးမตายရဘူးဆိုတာသဘောမပေါက်ပါဘူးတီတာကိုကျွန်တော်လက်ထက်တာမိဘတွေပေးစားလို့ပြီးတော့ကျွန်တော်သူ့ကိုချစ်သလားမချစ်ဘူးလားဆိုတာစဉ်းစားချိန်လဲမရလိုက်ပါဘူးလေးဘက်လေးတန်ကတောင်ကြီးလေးလုံးပြကြလာသလိုရှောင်မရတဲ့မိဘဆွေမျိုးအတိုင်းဝန်းဘာညာတွေစုပြုံညှက်ပြီးတီတာနဲ့ကျွန်တော်ကိုပေးစားလိုက်ကြတာပါပဲအဲ့တုန်းကကျွန်တော်ညင်းဖို့မကြိုးစားမိပါဘူးတီတာဟာတိတ်လှတယ်မခင်ပြိုတိတ်ကိုလှတယ်ရှာရှာပပရေးရေးဆက်ဆက်လှတယ်မကွယ်မဝတ်မလိမ်မညာပြောရရင်မခင်ပြိုထက်အများကြီးပိုလှတယ်သူ့လှမှာကျွန်တော်အထင်တော့တကယ်အပြစ်မရှိပါဘူးတိတ်လှတာပဲပြီးတော့လဲကျွန်တော်အယူဆကဟိုးငယ်ငယ်ကလေးကရှိခဲ့တာဟာမိမတယောက်မှရုပ်လှဖို့ကအဓိကပဲစိတ်လှဖို့ဆိုတာတာမညအဲ့ဒီအယူဆကခိုင်ခိုင်မာမာပဲတယောက်ယောက်ကမကျေနပ်လို့ညင်းလာရင်စောတကတက်လာရင်ကျွန်တော်နိုင်အောင်ပြောနိုင်ခြင်းမှပြောနိုင်မယ်ဒါပေမဲ့ဒီအယူဆကိုတော့မဆုံးမနိုင်ဘူးပင်လယ်ပြင်မှာနေဝင်သွားတဲ့မြင်ကွင်းလှတာရေစက်ကတဲတောင်ဖွေးဖွေးပြန်ပြန်လှတာဗရောက်ပင်ကပွင့်လုံးပင်လုံးပွင့်လို့လှတာမှိုင်းညွတ်မြင်မာတဲ့တောင်စင်တောင်လန်းကြီးတွေကလှတာအုံးမင်အုံးလက်တွေပေါ်မှာကျနေတဲ့လှရောင်ကြီးကလှတာအဲ့ဒါမျိုးပေါ့တီတာလှတာအဲ့ဒါလိုပါပဲကျွန်တော်ဘောတော့လက်ထပ်ပြီးလို့2ရက်ခွဲလောက်ကြာတဲ့အခါတီတာကျွန်တော်ကိုမေးတယ်သူ့ကိုချစ်လားတဲ့ကျွန်တော်ဘလို့ဖြေလိုက်တယ်ထင်လဲမခင်ပြူမဆိုင်မတော့ပါပဲတီတာကိုတိတ်ချစ်တယ်လို့ဖြေလိုက်တယ်တီတာပြုံးပြုံးကလေးကျွန်တော်ပခုံးပေါ်ခေါင်းတင်းပြီးမျက်စိမှိတ်ထားတယ်အဲ့ဒီအဖြေကိုပေးလိုက်ပြီးတဲ့အခါလောကကြီးတစ်ခုလုံးတိတ်ဆိတ်သွားတာကိုချောက်ချောက်ချာချာခံစားလိုက်ရတယ်ကျွန်တော်တို့အိတ်ခမ်းထဲကလေအေးဆက်အတန်းဓပြားချိန်ချမှာလဲနေနာရွန်စတက်ရဲ့တခြင်းတစ်ပုဒ်ကိုခတ်တူးတူးဖွင့်ထားသေးတယ်လမ်းပေါ်မှာတွာလာနေတဲ့ကားတန်တွေလည်းခက်တက်တက်ကြားနေရတယ်ပြီးတော့တီတာရဲ့တူတူတူပြောနေတဲ့ချစ်စကားတွေကိုလည်းပူနွေးတဲ့ထွက်သက်နဲ့ရောရှက်ပြီးကြားနေရတယ်ဒါပေမဲ့သူ့ကိုတိတ်ချစ်တယ်လို့ပြောလိုက်ပြီးတဲ့ခဏကျွန်တော်ခံစားမိတဲ့တိတ်ဆိတ်ခြင်းဟာဘာနဲ့မှမတူပါဘူးတသက်မှတစ်ခါမှမခံစားဘူးပါဘူးတလောကလုံးတိတ်ဆိတ်သွားလိုက်တာကြောက်စရာတော့ကောင်းပါတယ်တီတာကတော့တိတ်ကြည်နဲ့တိတ်ပျော်သွားမှာပါပဲမပျော်တာကကျွန်တော်အင်မတန်လှတဲ့တီတာဘာမှပြောစရာမရှိတဲ့တီတာကျွန်တော်ကိုတိတ်ချစ်ပုံရတဲ့တီတာသူ့ကိုကျွန်တော်ပိုင်ဆိုင်လိုက်ရပြီမနက်ပိုင်းစီးုံကြီးကိုလိုက်ဖို့နေ့လယ်ပိုင်းထမင်းစားဖို့တွားကြိုးပြန်ဖို့ညကျတော့ရွှေဘုံသာလမ်းကသူ့စီးကန်းကိုလိုက်ဖို့စီးကန်းပိတ်ချိန်ပြန်ခေါ်ကျွန်တော်လောက်ကထားပါပဲကျွန်တော်ဘဝမှာဘာမှမလိုဘူးတော်တော်များများပို့နေရဲ့အပူဆုံးကတော့အချိန်တွေပဲတလောကလုံးအုပ်အုပ်ကြက်ကြက်အလုပ်တွေရှုပ်နေကြတဲ့အချိန်မှာကျွန်တော်ကအချိန်တွေကုန်ဆုံးအောင်ကြံရဖန်ရတဲ့အလုပ်ကိုလုပ်နေရတယ်ကျွန်တော်ပြောသလားလို့မေးလိုက်ရင်ဘာဖြေရမလဲစိတ်ညစ်စရာတော့ကမရှိတာကိုပြောတယ်လို့ပြောရင်တော့ကျွန်တော်ပြောတာပေါ့ကျွန်တော်အိမ်တော်ကြီးတာယာသလားမေးရင်လဲတာယာတယ်လို့ဖြေရမှာပါပဲဘာပြဿနာမှမရှိတာအရာရာအဆင်ပြေချောမွေ့နေတာကိုတာယာတယ်လို့ခေါ်ရင်တော့ကျွန်တော်အိမ်တော်ကြီးဟာတာယာနေတာပါပဲတိတ်လာတဲ့တီတာဟာကျွန်တော်ကိုတိတ်ချစ်တယ်ဆိုတာခံစားသိရှိလာရတယ်
အဲ့ဒီအချစ်ကိုသူဘလို့မွေးမြူယူတယ်လဲကျွန်တော်အခုထိမသိဘူးကျွန်တော်သူ့ကိုချစ်သလားမခင်ပြို့အဲ့ဒီမိကုန်းဟာတစ်ကနေပြန်စတဲ့မိကုန်းမျိုးထက်ပိုတယ်တည့်ရဲ့ဟိုဘက်တည့်ရဲ့ရှိမှာဘာကနန်းများရှိသေးတယ်လဲအဲ့ဒီကစရမယ်ချစ်တယ်ဆိုတာဘာလဲမခင်ပြို့ချစ်တယ်ဆိုတာဘာလဲကိုမှရေရမသိဘဲနဲ့တီရကိုကျွန်တော်ချစ်သလားမေးလိုက်ရင်အဆင့်ကျော်နေပြီပေါ့ကျွန်တော်ဘယ်လိုလုပ်ဖြစ်မလဲချစ်တယ်ဆိုတာရယူခြင်းပိုင်ဆိုင်ခြင်းတစ်ခွပန်းပွင့်ကလေးလိုလှတဲ့မတ်တီတာကိုကျွန်တော်ရယူပြီးပိုင်ဆိုင်ခဲ့ပြီကျွန်တော်သူ့ကိုချစ်သလားကျွန်တော်သူ့ကိုချစ်သလားဟန်ဆောင်ခြင်းများကိုအရေးကြို၍လောကဤနယံအားတုတ်လိမ့်ညဉ့်ညမ်းစေသူကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါကျွန်တော်တွင်မှုသားရင်နှင့်အပြည့်ရှိပါသည်အချစ်ဤအစနှင့်အဆုံးကိုမသိသေးတော့လဲဟန်ဆောင်သောအရက်ဒေတာတစ်ခုကိုမလွဲမသွေဖြတ်တန်းသွားရကြောင်းကျွန်တော်ကောင်းကောင်းသိပါသည်အမှန်စစ်စစ်ဘသူမှဘာမှမဟုတ်ကြပါထိုချက်ကိုသူကပင်စတင်တွေ့ရှိလေဟန်ကြွားဝါဂိုက်ထုတ်သောစောစောအောင်သည်ဘာမှမဟုတ်ပါအချို့လူများအစာမကြေသောယောဂရှိ၏သူတို့ပါဇက်မှာ Max ဝါရလေ့ကျင့်တက်သောရနံ့ရသည်တခါတရံစကလုံးများသည်မြေကိုခွဲ၍ဘွားကနေပေါ်လာတတ်၏တဏှာလန်းသည်အဝိုင်းအောင်တောက်ပသောတုံညတစ်လုံးထဲသို့ငုတ်ရှိုးဝင်သွား၏သူဒီနေ့ညဗမာကမီလေညနေခင်းသည်စီးစာတို့နှံ့ဖြန့်လွှင့်နေ၏လက်ကိုတွဲ၍ရဲရဲစုပ်ကင်၍ကျွန်တော်နှင့်အတူအမိုးအောက်ကော်ရီဒါဇင်းကြံတစ်လျှောက်မှာရေညှိများဖြင့်ချောကြည့်လျက်မိုးစများထိမှန်သောအခါရွှွန့်အိုင်တွေကကန်းငေါ်ရွက်များကျွန်တော်လက်ကိုရဲရဲတွဲပါဤလောကတွင်အကောင်းဆုံးသတိရနေခြင်းသည်မိလျော့ထားခြင်းပင်ဖြစ်ကြောင်းလောကကကျွန်တော်အားပြောကြားခဲ့သည်ကိုမေ့သွားပြီဆုတ်ချသောလက်ဖေးဆိုင်ကလေးမှာသူ့ကိုချစ်ကြောင်းပြော၍ကလောသို့ခိုးယူထွက်ပြေးသွားခြင်းသည်ကိုသူသိဖို့ကောင်းပါသည်လူအချို့ယင်းထဲမှာမီးပုံးများရှိကြောင်းယုံပါပြီအမှုပညာဆိုသည်မှာတီရာရေးစဉ်လိုအေးမြသည်ဟုဆိုစကားရှိတော်လဲတီရာရေးစဉ်ကိုကျွန်တော်မတွေ့မမြင်ဘူးပါကျွန်တော်ဘယ်ကလာ၍ဘယ်ကိုသွားမိလဲကျွန်တော်၏ဆရာသည်ဇောကြီးဖြစ်၏ဆရာရှိကသွားနှစ်ပါလောကဤအစွန်ဖျားတနေရာနဝမမြောက်တိမ်တိုက်ပေါ်တွင်ဆရာနှင့်ကျွန်ုပ်စုံပါမည်တောင်စီကမိုးတွေညှို့လာပြီးဘယ်များရောက်နေသလဲမခင်ပြူရဲ့မန္တလေးအသိနှစ်ပတ်လည်စုပေးပွဲရှိတယ်လို့စိန်မြင့်ကပြောတယ်ကျွန်တော်မန္တလေးသားမဟုတ်ပေမဲ့မန္တလေးအသိကိုစိန်မြင့်နဲ့တွားနေကြအရက်တောက်ဘီလီယက်ထိုးမခင်ပြူကို special ဖိတ်ထားတယ်လို့လည်းပြောတယ်ကျွန်တော်ရင်ထဲဘလို့ဖြစ်သွားမလဲလို့ဆိုတာစဉ်းစားကြည့်စမ်းအချစ်ဆိုတာဘာမှအခုမသိရပေမဲ့မခင်ပြူကြတော့တိတ်ချစ်တယ်လို့ထင်နေတဲ့ကျွန်တော်ဘလောက်ဝမ်းသာမလဲမန္တလေးအသင်းမှာယူဇနာမခင်ပြူကမယ်တဲ့ဖြစ်ချင်တော့အဲ့ဒီနေ့ကရက်အားတီတာကိုစပင်အလှပြင်းတဲ့ဆိုင်လိုက်ပို့ရတယ်ကြိုလဲပြောမထားဘူးဆိုင်မှာထားခဲ့ပြီးနောက်မှပြန်ခေါ်မယ်ဆိုတာလည်းမရတခုရှိတာကတီတာဟာဒီလိုနှစ်ယောက်တည်းအတူနေရတဲ့ရက်အားဆိုရင်ကျွန်တော်ကိုမျက်စိအောက်ကအပြောက်မခံဘူးသူလှုပ်သွားတဲ့အခါလဲကျွန်တော်ကိုတခါတည်းခေါ်သွားခြင်းနဲ့တာနောရခဘလူးလိုလေပင်မှာဆွဲပြီးရွှေကြုတ်ကလေးတဲ့ထက်ခေါ်သွားခြင်းနဲ့တဲ့ကျွန်တော်ကိုထက်ခေါ်သွားနိုင်လောက်အောင်ဂျူတီကုတ်မှာအိတ်ထောင်အကြီးကြီးချုပ်တက်ထားရင်ကောင်းမလားလို့လဲပြောရဲယောက်ျားကိုမျက်စိအောက်ကအပြောက်မခံချင်တာဟာစိတ်မချတာလားသိချစ်တာလားကျွန်တော်ကတော့သူစိတ်ချတယ်ကျွန်တော်ကလည်းဝီစကီတောက်တာရယ်ဘီလီယက်ထိုးတာရယ်ဘောလုံးပွဲကြည့်တာရယ်ကလွဲလို့တခြားရှုပ်ရှုပ်ပူပူမရှိပါဘူးကျွန်တော်မှာအင်မတန်လှတဲ့အင်မတန်ဆွဲမက်စရာကောင်းတဲ့အင်မတန်တွတ်တိတွတ်တာလောက်တတ်တဲ့တီလာရှိနေပြီပဲလေအဲ့လေဒါနဲ့သပင်ပြင်ဆိုင်မှာထိုင်ဆောင်နေလိုက်ရတယ်ပြီးတော့တခါမိုးကုတ်ကသူ့တငယ်ချင်းတယောက်ရန်ကုန်လာလို့တွားတွေ့တယ်လိုက်သွားရတယ်အဲ့ဒီအမျိုးသမီးကိုခေါ်ပြီးညစာစားတယ်ပြန်ပို့ရတယ်ည9 နာရီကိုထိုးပါရောမခင်ပြူနဲ့လွဲရတာစိတ်ထဲမှာမကောင်းလိုက်တာဒါပေမဲ့လည်းပါတက်နိုင်ပါလေမန္တလေးအသင်းကနှစ်ပတ်လည်ပွဲ2ရက်ဆက်လည်းမလုပ်ဘူးမခင်ပြူလည်းနှစ်ခါဆက်ကမှမဟုတ်ဘူးကျွန်တော်စိတ်မကောင်းလိုက်တာည9 နာရီအိမ်ပြန်ရောက်လို့အိတ်တဲ့အထိစိတ်ထဲမှာဘလို့ဖြစ်နေမှန်းမသိဘူး7 နာရီလောက်အိပ်ပျော်သွားတယ်ထင်ပါရဲ့7 နာရီအထိမခင်ပြူနဲ့လွဲခဲ့ရတာစိတ်မကောင်းဘူးအိပ်ပျော်သွားတော့ကျွန်တော်အိမ်မက်မမတ်တတ်ဘူးအိပ်ပျော်နေတော့ဘယ်သတိရမလဲမနေ့မိုးလင်းတော့ကျွန်တော်အမှန်ပြောရမှာလားမခင်ပြူကျွန်တော်သတိမရတော့ဘူးအိယာကနိုးလဲနိုးရောငငယ်တုန်းကတငယ်ချင်းတွေစောစောစီစီပေါက်ချလာတယ်
မြင်သိမ်းရဲ့ကြောမောင်ရဲ့အေးကိုရဲ့ငှက်ကြားရဲ့ဘာတန်းတင်ရဲ့ကိုတန်းလွင်ရဲ့ဘယ်သတိရဖို့အချိန်ရှိတော့မလဲနောက်ရက်အတွင်းမှာလဲကျွန်တော်မိတ္တိဖြစ်နေတယ်တခါတော့သတိရရဲ့ဒီလိုပါပဲလေနောက်မခင်ပြိုမန္တလေးပြန်သွားတယ်ဆိုတာကြားလိုက်ရရဲ့ပြန်သွားတော့လဲပြီးသွားတာပဲမိုးကုံလိုစောင်းပေါက်ပြီးဆိုရင်ပဲမန္တလေးမှာအငိမ်ပွဲတွေချင်းသေးတော့မယ်ဆိုတာအတိကတော့တစ်နှစ်တစ်ခါပေါ်လာတတ်ရဲ့အဲ့ဒီလိုခါမျိုးမှာတော့မခင်ပြူကိုသတိရတာတော့မဟုတ်ပါဘူးတန်းတာမိတာမခင်ပြူကတာဆိုတာလေးတွေကိုချမ်းအေးဆက်စင်ပေးကငေးကြည့်နေခြင်းနဲ့တန်းတာမှုမျိုးညနဲ့လာတာနဲ့အမျှအေးတက်ကပူလာတယ်ပွဲမပြီးပါစေနဲ့အုံးလို့ရှင်ထဲမှာလှုပ်ရှားရတဲ့အရာသာအဲ့ဒါတွေကအစားထိုးလို့မရပါဘူးဘာလို့လဲဆိုတော့ဒီလောကမှာယူဇနာမခင်ပြူ2ယောက်မရှိလို့ပါပဲတရင်ကျုပ်တဆောင်မုံမှာမခင်ပြူကိုတိတ်တန်းတာမိတာပါပဲလေထဲမှာဝဲပြန်လွင့်မျောလာတဲ့ပတ်မတန်စခွန့်တန်တန်ပတလားတန်ကျင်းနောင်တန်အဲ့ဒီအတန်တွေမှာနှင်းရည်စက်တီခိုတွဲလို့အဲ့ဒီအချိန်မှာကျွန်တော်အိတ်ခမ်းထဲမှာဗီဒီယိုကြည့်နေတယ်အရက်ရှိတဲ့ရွှေအောင်မိန်းကလေးစူဇန်အင်တန်ဟာအကစားပေါင်းမီတူကလေးနဲ့အပြေးလေးကျင်နေလေရဲ့တွဲပြောင်းတဲ့ခြေတန်းရှိကလေးတွေလှုပ်ရှားပြေးသွားတာကြည့်နေရင်နဲ့မခင်ပြူရဲ့ထမိန်နာခလိုက်ပုံထမိန်နာဖြူကြီးဝဲကြသားပုံတို့ကိုမြင်နေမိတယ်ကြည်ပြီးသွားလို့အိပ်ရတဲ့ဝင်ကြတော့တစ်ဖက်လည်းအိတ်ချင်အောင်ဆောင်နေတဲ့တီရရဲ့မေးယိုးကလေးဖွက်ဖွက်ညင်တာနမ်းလိုက်တဲ့အခါမှာတော့မခင်ပြူကိုသတိမရတာအမှန်ပါပဲဒါပေမဲ့မခင်ပြူရဲ့ကို့ဘာသာကြိတ်ပြီးချင်းခါမေးမိတဲ့မေးခွန်း2ခုကျွန်တော်ပြောပြမယ်အချစ်ပါတယ်မပါဘူးဘာညာမသိဘူးအခုတော့တီတာကျွန်တော်ကိုတိတ်ချစ်တယ်အိမ်အောင်ရေးတာရတယ်တီတာကိုချစ်သလားမေးတဲ့အခါမျိုးမှာအဖေဟာတုံဆိုင်ဝေဝဲပြီးတော့တခုခုကိုမိခိုးလုံးတွေဝေးဝိုက်ဖုံးအုပ်သွားတယ်လို့မျိုးအဖေပြောက်ွယ်သွားတတ်တယ်မခင်ပြိုကိုချစ်သလားလို့မေးတဲ့အခါအဖေဟာပါစက်ဖြားနှုတ်ဖြားမရောက်ခင်ရင်ထဲကဖြေပြီးသွားပြီမခင်ပြိုကိုကျွန်တော်ချစ်တယ်ဘလို့လဲရှင်လို့မေးမလို့လားမမီးနဲ့မခင်ပြိုချစ်တယ်ဆိုတာရှင်းပြဖို့မဟုတ်ဘူးတက်တေထူဖို့မဟုတ်ဘူးရှင်းပြလို့လည်းရချင်မှရမယ်ထူစရာတက်တေလည်းရှိချင်မှရှိမယ်ရှိတဲ့ထားအောင်ယုံလောက်အောင်လည်းဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ချစ်တာဟာချစ်တာပါပဲချစ်တယ်ဆိုတာချစ်တာပါပဲမခင်ပြူနေဝင်ချင်းတိမ်တောက်ချင်းသည်ကြပြဖြစ်၏အညူရောင်မြင့်မှန်ခိုင်းနောက်မှမျက်လုံးများသည်ကြပြဖြစ်၏တရောင်းသားအိုကြီးဆူတောင်းတန်သည်ကြပြဖြစ်၏မစားရတာကြာပြီဖြစ်သောကြက်သားစီပြန်ဟင်းသည်ကြပြဖြစ်၏10နှစ်ကြာမှပြန်လာဆက်သောအကျွေး9ချက်သည်ကြပြဖြစ်၏နှခမ်းပါလက်ပါဇက်ပိတ်ထားသောအပြုံးသည်ကြပြဖြစ်၏အမေခေါ်တန်သည်ကြပြဖြစ်၏အဖေကြိုးပေးသောရင်နွေးချမ်းတအိုးသည်ကြပြဖြစ်၏ခန်းရောင်တစ်ခါပန်းသည်ကြပြဖြစ်၏ဆန်လိုပြက်နှင့်သမီးလေးသည်ကြပြဖြစ်၏အော်ဟစ်ရေမောနေသောတငယ်ချင်း၏မျက်နှာသည်ကြပြဖြစ်၏စပားခင်းသည်ကြပြဖြစ်၏အရာအလုံးသည်ကြပြဖြစ်၏မခင်ပြူသည်ကြပြဖြစ်၏ကြပြ၏ရည်ရွယ်ချက်နှင့်ရည်ရွယ်ချက်သို့ရောက်အောင်ပို့ဆောင်ပုံကိုအပန်းတကြီးရှာဖွေနေကြသောသူများကျွန်တော်နှင့်ကျန်းတပြေးတဲ့မထိုင်ကြနှင့်အပြင်ဘက်မှနှုတ်ပြိုသောနှင်းစီပန်းရနံ့များကြိုင်လှိုင်စွာကူးခတ်လွတ်မျောလျက်ရှိနေသည်အခန်းတွင်ကအန်ဆွဲထဲမှပိုးဟတ်တကောင်ပြုတ်ဟောင်းတစ်ဆောင်နှင့်ပင်အပ်တထုပ်ရှိသည်လူတစ်ယောက်သည်ကြပြဆိုသောအရာကိုဓမ္မဖြင့်နှုတ်ဆင်း၍ဤကြပြကောင်းသည်ဟုပြော၏နောက်တစ်ယောက်ကကြပြကိုမတွတ်မထိအဝေးကကြည့်၍ကောင်းသည်ဟုပြော၏ထိုလူနှစ်ယောက်စလုံးကိုကျွန်ုပ်ကားစဉ်တင်၍ကွပ်မျက်လိုက်ပြီကြပြဆိုသည်မှာမိသူအတွက်ဖြစ်သည်ဟုမိမြပင်ပြောကြစီကမူညံတိန်သူများအတွက်မဟုတ်သည်ကတေချာ၏ဤလက်ဖက်ရည်ခွက်ကိုပြန်ယူသွားပါလေကျွန်ုပ်အိတ်တော်မီပန်းမောင်းတရားစီဖြန်းပတ်၍ပြတင်းကိုဖွင့်ထားပါဟိုလိကအရာအလုံးတွင်ကြပြရှိသည်ဟုပြောဘူးသည်စမ်းတော်အစမ်းသာလောကကြီးမှာဆရာဝန်တွေလည်းဖျားတက်နာတက်ကြတာကိုတနေ့ကဆိုနည်းနည်းတော့ကြာပါပြီမတိတာဖျားတယ်တော်တော်လေးဖျားတယ်အပူချိန်ကြီးလုံးလို့ထင်ပါရဲ့နှစ်ဖူးကလေးပေါ်ရေတပတ်လေးတင်ပေးရတဲ့အထိပါပဲသူ့နှစ်ဖူးကလေးပေါ်မှာရေစွတ်ထားတဲ့မွေးပွားလက်ကင်ပွားလေးအตาရတင်ပေးရင်သူ့မျက်နှာလေးကိုငေးကြည့်နေမိတယ်တိတ်တနာတာပဲကျွန်တော်ရင်ထဲအလိုလိုပြည့်ကျက်မွန်းတိတ်လာတယ်ငိုခြင်းတလို့လိုပဲဖြစ်နိုင်ရင်လူချင်းလဲပြီးဝေဒနာခံလိုက်ချင်ပါတယ်
တကယ်ပါမသေးမကွယ်ညှဉ်းညူပြီးကြောင်ကရန်တွေတောင်ပြောလာတယ်မခင်ပြူခေါင်းထဲမှာမိုက်ခနဲ့ဖြစ်ပြီးမျက်လုံးတွေပြာသွားတဲ့အံ့ဩမှုမျိုးကြုံဘူးလားလျှက်စစ်တဲ့အလိုက်ခံရတယ်လို့လန့်သွားတာလဲပါမယ်မခင်ပြူမတီတာဟာကြောင်ကရန်နဲ့အပူရှိန်ပြင်းပြီးပြောစင်ဟာပြောနေတဲ့စကားတွေထဲမှာဘာပါလာတယ်ထင်လဲကိုတဲ့မတီတာကျွန်တော်ကိုကိုလို့ခေါ်တယ်ကိုတဲ့ကိုမခင်ပြူကိုတိတ်ချစ်သလားတဲ့ကျွန်တော်တကူလုံးအစိတ်စိတ်မှမှကွဲထွက်လွင့်စင်သွားသလိုခံစားလိုက်ရတယ်သူ့ကိုဟာမခင်ပြိုးဆိုတဲ့အငိမ့်မင်းသမီးတယောက်ကိုချစ်နေတာသူသိနေတာကိုအချစ်သည်ဤဘာလောကတွင်အကြီးအကျယ်ဆုံးသောဟုတ်ရောင်ထင်မှုဖြစ်ကြောင်းကျွန်တော်အားပြောကြသောဒသနိကပမောက္ခဦးကြီးသည်ကြောက်ဖြူသားလှေကားတစ်ပေါ်တွင်ထိုင်၍ငိုင်မီးနေ၏ဘဲကဆ၍ဗမာဆုံးသည်လေအချစ်ဆိုသည်မှာအစလားအဆုံးလားအစနှင့်အဆုံးဆိုသောစကားနှစ်ရဲ့အဓိပ္ပာယ်ကိုတိတိကျကျသိလိုလှပါသည်တောင်ပင်လေတိမ်စွန်းမှာမိုးတွေညှို့လာပြန်ပါပြီဒီနေ့မနက်ပါစားထားတယ်လူအချို့ကိတ်မုတ်စား၏လူအချို့ပီတိကိုစား၏လူအချို့အာလူစား၏လူအချို့ကြော်ကြားမှုကိုစား၏လူအချို့မနာလိုဝန်တိုမှုကိုစား၏စောစောအောင်သည်မှုသားများကိုစား၏ပုတ်အဲ့နန်စော်နေသောဂရင်းကိုရှနဲ့နံပါတ်9ရီမွေးဖြင့်စေးချောပလုတ်ကျင်းလိုက်သောအခါလောကသည်အတွေ့အကြုံရင်းချက်စွာပြုံး၏လူတွေအများကြီးသေဆုံးသွားကြပြီသူတော်စင်တွေအာဇာနည်တွေသူရဲကောင်းတွေလူယုံမာတွေတစ္ဆဖောက်တွေဖန်နီးသူတွေဖြည့်စည်းသူတွေထဲ့ဝင်တည်ဖို့သူတွေဖြည့်စည်းသူတွေအတရေရုပ်ရော့စေသောသူတွေညဉ့်ညမ်းစေသူတွေလူပေါင်းများစွာတည်ကြည်လှပြီစောစောအောင်မတည်သေးသမျှနေကြအောင်ပေါ်မြောက်အကောင်20သည်ရှင်ဥဒ္ဓမကျော်ဒေါ်လာကြီးကိုတန်မြန်ရွတ်ဆိုနေကြ၏ကျွန်ုပ်ခွေးတကောင်မွေးရအောင်မည်နာတာရှာစကင်စကီကိုစပက်ကြီးမွေးတကောင်ရှစ်ပတ်ထား၏တခါတည်းရန်ရေစရာဟာတာများသည်မရေရအရေရာဆုံးဟာတာသည်ကျွန်ုပ်၏အချစ်ဖြစ်၏ကျွန်ုပ်သည်အချစ်ဖြစ်၏ကျွန်ုပ်အားအချစ်ဖြစ်၏ကျွန်ုပ်၌အချစ်ဖြစ်၏ကျွန်ုပ်တွင်အချစ်ဖြစ်၏ကျွန်ုပ်ကိုအချစ်ဖြစ်၏ကျွန်ုပ်နှင့်အချစ်ဖြစ်၏စနေကြိုဤတတိယမြောက်ခပတ်ထဲမှာကျွန်ုပ်၏ဒိုင်ဟာဤစာအုပ်ကိုတင်ထားသည်အဝိုင်းအောင်တိုက်တလုံးကစောင့်နေပါကျွန်ုပ်ကိုလိုက်၍တုပနေသောသူများသည်ကျွန်ုပ်၏နောက်ကသာရှိ၏အမှန်စင်စစ်ဘယ်သူမှဘာမှမဟုတ်ပါအမုန်းအချစ်အမိပြည့်ညံ့များသာဖြစ်၏အချစ်သည်အချစ်ကိုချစ်ရန်ချစ်၏ဝါကြွားဟန်ရေးပြလိုက်ခြင်းသည်တရက်မျိုးကောင်းမှှက်မဲ့တလုံးထက်ချိုမြင်၏ဂျက်ကီရိုဘတ်ဤဝတ္ထုကိုဖတ်ဖူးပါသလားဘာနီကူလာနရေးတစ်နှင့် Three or Conscious ကွဲပြပြခွဲခြားခြားသိရလားကျွန်ုပ်သည်အများသူငါဤမုံတီအမြင်ကတ်ခြင်းကိုဈေးကြီးပေး၍ဝယ်ထားရပါသည်ချစ်စပွဲနှူထွေးဤသောအပြူမာကလေးကိုပွေ့ချီ၍ကျွန်ုပ်ချောင်းကိုဖြတ်ခဲ့သည်ချောင်းတစ်ဖက်တွင်သူ့ကိုထားခဲ့တော်လဲကျွန်ုပ်နေသောနေရာအထိသူလိုက်ပါလာ၏ထိုအခါချောင်းရည်သည်စီးသွားပြီးအမှုပညာလားအတတ်ပညာလားလူတချို့အောင်ပိန်းနေပင်အောက်တွင်အိမ်တလုံးဆောက်ရာတိုင်မထူပဲအမိုးမူးနေကြ၏ကိုယ့်အလုပ်ကိုရိုးရိုးသားသားကြိုးကြိုးစားစားလုပ်ကြရုံနဲ့မပြီးသေးကိုယ့်အလုပ်ကိုသိကြဖို့လဲလိုသေးကြောင်းကျွန်ုပ်ပြောကြားခဲ့ခြင်းကိုမှတ်ထားဖို့မလိုပါဉာဏ်ပညာဖြစ်စေတတ်သောကိတ်မုတ်တစ်လုံးဖုတ်၍ကျွေးခြင်းဆန်းလှသည်ကျွေးဆန်းခြင်းလှသည်အတင်းဖြင့်ပြောတတ်သူတယောက်သည်ရွှေရောင်အင်ကြီးကိုဝေး၍လာနေပြီဉာဏ်ဖြင့်စွာဖြောထားသောကော်ဖီတစ်ခွက်ဟူသောစကရက်သည်မျက်မှမဆန်ပါတိသမျှပြောတတ်သူရှိတော်လဲပြောသမျှတိသူတွေလည်းလိုသေး၏လှုံရမ်းနေသောတရက်ပင်ခိုင်းဖျားကိုခွေးဟောင်နေသည်လွယ်အိတ်ထဲကပညာများသည်ကျိုးပဲ့တွန့်ကြည်လျက်ရှိသည်အစီအစဉ်ကြားနာမှုဟူသောစကရက်၏အဓိပ္ပာယ်ကိုလည်းကျွန်တော်နားမလည်ပါအစီအစဉ်ဆိုဒီမှာရှင်းနေပြီးသောအရာလားသဘောလားနောက်မှရှိလာတာလားအခါတစ်ခါရှိလိုက်သည်နှင့်နောက်အမြဲတည်နေသည်လားစောစောအောင်ဒီကာလနှစ်ပါးလုံးတွင်အစီအစဉ်မရှိသူဖြစ်၏အနာဂတ်ကာလအတွက်အစီအစဉ်ကြိုတင်ပြောရသောအာဃလူမိုက်များရှိပါသေးသလား7နာရီတန်ချောင်းခောက်တန်ကြားရ၏နေ့တစ်တို့ကူးပြီးထိုနေ့တစ်တွင်ကျွန်ုပ်နေ၏မိမြကြကြနေရမည်ကိုပြောပြထားရန်ကျွန်ုပ်ညှင်းဆန်ရလိမ့်မည်စောင်းတစ်ခါရောက်ပြန်ပြီလေထဲမှာလွင်မျောလာတဲ့ပတ်မတန်စခွန့်တန်တန်ပလာတန်ကျေးနောင်တန်တွေဟာနှင်းရည်စက်တွေခိုတွဲလို့ရင်ထဲကိုဝင်လာတယ်ဖြူခွေးတဲ့မိရအောက်မှာ
ထမိန်နာဖြူဖြူကြီးဝဲလို့ပြန်လို့အင်ညီမာဘော်ကျဲတွေတက်တက်ဟန်အောင်တလက်လက်နဲ့ပုံနှကွယ်ဂရိပါအစိမ့်စမှာညိုမောင်နဲ့လှိုင်းရိပ်တွေထနေတယ်ပွဲကင်းပေးအကျော်ဘိုစီတယ်ဦးတဲ့ကအနံ့တင်းတင်းလေးအေးမြနှင်းရီနဲ့စွတ်တဲ့မိဖို့ပြပြတွေဇက်စင်အထက်ကမီးအောင်ထဲမှာပြန်တက်နေတယ်ကြပြတွေအလှပတွေရိုးရင်းချင်စီတဲ့ဝင်နေကြတယ်ကပါဆိုပါကတယ်ဆိုတယ်ဆိုတာအမှုပညာရှင်တွေရဲ့အလုပ်ပါကကြပါဆိုကြပါအဲ့ဒါတွေအားလုံးကို AR မြစ်ထဲမှာထည့်သိမ်းထားလိုက်မယ်ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှဘာမှလုတ်ကင်လို့မရပါဘူးဘသူလာလို့မှဖြစ်စည်းလို့မရပါဘူးဘသူလာလို့မှပြောင်းလဲပြစ်လို့မရပါဘူးမခင်ပြူကြပြများအလှပများနဲ့မခင်ပြူ AR မြစ်ထဲမှာရှိသည်အငိမ့်မင်းသမီးယူဇနာမခင်ပြူဆရာဝန်ဒေါက်တာမတ်တီတာနဲ့ဘာမှအတုံးမကျသောစောစောအောင်တို့၃ယောက်ကွယ်လွန်သွားကြသောအခါသူတို့၃ယောက်အသက်ရှင်ကြံရစ်ခဲ့လေသည်စောစောအောင်